Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကနားရက်လည်းဖြစ်တယ်ပြီးရခါကျတော့ဒါကြီးရင်နေ့အရှင်ဒီနိုင်ငံရေးကိစ္စတွေစဖြစ်တော့ပါတော့စဖြစ်တော့ငါကျတော့ဒါကြီးဗီဒီယိုလေးတင်ထားရှိတယ်ဘာလဲဆိုဒီအလုပ်တွေတောက်လျှောက်ဖြုတ်ကြတယ်ပြီးရင် vacation တွေပေးပြတယ်ဆိုတဲ့အခြေအနေတွေဖြစ်တဲ့အချိန်မှာဥပမာ CV form ကိုအတွက်အစင်းနဲ့မရှိဘူးဆိုရင် CV form လုပ်ချင်တဲ့သူတွေမလုပ်တတ်တဲ့သူတွေဆိုလို့ရှိရင်လာပြောပါဒါကြီးလုပ်ပေးမယ်ပြီးရခါကျတော့စားဖို့တောက်ဖို့ခက်ခဲဖြစ်တယ်ဆိုလို့ရှိရင်လည်းပြောပါဒါကဒါကြီးတို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ကိုလိုမျိုးချင်းချင်းပြန်ပြီးတော့ဖေးမတဲ့အနေနဲ့ကိုဘယ်လိုလုပ်ပေးနိုင်မလဲဆိုတဲ့အနေထားကနေပြန်ပြီးတော့ support ပေးရပါဘောနော်အဲ့တော့အဲ့ဒါကိုအဲ့ဒီဗီဒီယိုကိုလူတွေကဥပမာလူတွေကဆိုတာတဲ့ education level နေနေပြီးရခါကျတော့ဒီ mindset ပေါ့နော်သူတို့မှာ mindset ကnegative ပဲရှိတဲ့လူတွေပြီးရခါကျတော့အမြင်မကျတဲ့လူတွေပေါ့ဥပမာရုံဝန်းတစ်ခုထဲမှာအချိန်ကြာနေပြီးတော့ပိတ်လောင်ခံထားတဲ့လူမျိုးရုံဝန်းမှာနေတဲ့လူတွေကကျတော့အမြင်မပွင့်ဘူးမပြည့်တဲ့ခါကျတော့ဘယ်လိုထင်လဲဆိုတော့ကိုယ်ကိုလည်းဘယ်လိုမြင်လဲဆိုတော့ဗောနော်တချို့ကतू ကဘာကြီးမို့လို့လဲ तू ကတတိမာကြီးမို့လို့လားဒုက္ခရောက်တဲ့သူတွေတော့မှပဲကုညီမယ်ဆိုတော့ကतू ကအရန်ချမ်းသာနေလို့လား तू ကအရန်လာစားကောင်းနေလို့လားဆိုတော့ပုံစံမျိုးတွေနဲ့ပြောကြတယ်ဗောနော်ပြောကြတဲ့အပေါ်မှာဒါကြီးရဲ့တုတ်ပြန်မှုကအရန်တော့seriously မဖြစ်ဘူးကြားတဲ့အချိန်မှာလည်းပဲအဲ့လောက်ပဲအတွေးရရှိရလားဒါမှမဟုတ်ဘာကြောင့်အဲ့လောက်ထိအတွေးရတင်ဖင်းရလဲဆိုတဲ့အတွေးပဲကိုယ့်အတွေးလိုက်တယ်ဗောနော်ဒါပေမဲ့အဲ့ကိစ္စကိုတကြီးကပြောပြချင်တာဘာကြောင့်တကြီးအဲ့နေ့ကအဲ့လိုမျိုးဗီဒီယိုမျိုးတင်ရလဲပြီးတော့ဆိုတဲ့အကြောင်းအရာရှိတယ်ဘာလို့လဲဆိုတော့ကိုရီဒူဘိုင်းကိုရောက်လာတဲ့အချိန်မှာဒူဘိုင်းကိုဒေါ်လာ600နဲ့ရောက်လာဒေါ်လာ600ဆိုလို့ရှိရင်ဒီမှာရှိတဲ့လူတိုင်းသိလိမ့်မယ် AED ဘယ်လောက်ဆိုတာအဲ့တော့ရောက်လာတဲ့အချိန်မှာရောက်ချင်းမှာထမင်းပေါင်းတွေပါတွေကလည်းဘယ်နာဝယ်ရမှမသိဘူးပြီးရင်အနှစ်29နှစ်လုံးကမြန်မာပြည်မှာပဲနေပြီးမြန်မာပြည်မှာပဲရှင်သန်ပြီးမြန်မာစကားပဲပြောလာတာဥပမာချိုင်းအခုနေပြန်ကြည့်မယ်ဆိုလို့ရှိရင်ချိုင်းမှာ 180 ပြီးရင်ချိုင်းတစ်ခွက်ရရဲဆိုတဲ့အနေထားအခုကပုံမှန်အတိုင်းလိုမျိုးသွားနေကြပါမယ်ရောက်လာတဲ့အချိန်မှာအဲ့ဒီချိုင်းတိုင်းမှာချိုင်းဝယ်ဖို့တောင်းမှပဲကိုဖီရမရှိဘူးအဲ့တော့29နှစ်လုံးမြန်မာစကားပြောလာပြီးတော့အင်္ဂလိပ်စကားကိုစပြီးတော့တပူးတွေဒူးတွေပြောရမယ့်အချိန်မှာဝယ်ဖို့ချမ်းမှုကလည်းအခက်ခဲရတစ်ဖက်မှာရှိတယ်လို့မျိုး confidence လည်းပဲမြန်မာပြည်မှာဘလောက်ပဲငါပါကြီးဟဲ့ဆိုပြီး confidence ရှိလာပဲစီဒီရောက်တဲ့အခါကျမှ confidence level ကနည်းနည်းတော့ down ဖြစ်တယ်အဲ့တော့အဲ့လိုမျိုးတွေအခက်ခဲတွေဆိုတာပုံစံကိုယ်နိုင်ငံမဟုတ်တဲ့နိုင်ငံရခြားတစ်ခုရောက်လာတဲ့အချိန်မှာလူတိုင်းမှာအခက်ခဲရှိတယ်ပြီးရင်နိုင်ငံခြားကိုရောက်သွားတဲ့လူတိုင်းကပတ်စံနေအများကြီးရပြီးတော့အစင်နေပြေနေပြီးတော့တတရနဲ့နေကြတဲ့ဒူရှိကောင်းလဲရှိမယ်ရှိရင်တော့မှပဲနှစ်ကြာလာတဲ့ခါကျမှ stable ဖြစ်သွားတဲ့အချိန်မှာရှိရတူပဲဖြစ်လိမ့်မယ်ဒီရောက်ခါစားတစ်နှစ်နှစ်လွန်3နှစ်အတွင်းကတော့လူတိုင်းအကုန်လုံး struggle ဖြစ်ကြတယ်ကိုယ့်ဘာကိုရုန်းကန်ရတယ်ရက်တည်ရတယ် stable ဖြစ်အောင်နေရတယ်အဲ့ဒီအချိန်မှာမှအခု stable ကိုက stable ဖြစ်ဖို့ကြိုးစားနေတုန်းကာလမှာအခုကနိုင်ငံရေးအခြေအနေဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ဘုံဆိုရင်အလုံးပြုတ်သွားကြတယ်အလုံးစားရတော့ကကိုယ့်ဘာကိုနေရတယ်ကိုယ့်ဘာကိုစားရတယ်ဆိုတဲ့လူတွေကအချိန်မရိုင်မိမဲ့ဒီအလုံးရပြီမြန်မာပြည်ကနေပြီးတော့ဒူဘိုင်းကိုရောက်လာတဲ့အချိန်မှာအလုံးရတဲ့အချိန်မှာ accommodation နဲ့ food က provide မြန်မာလိုပြောမယ်နော်ဒီနေစရာနဲ့စားစရာကဒီ provide ပေးအလောက်ကထောက်ပံ့နေသူဆိုလို့ရှိရင်အလောက်ကပြုတ်သွားပြီဆိုနေစရာရောစားစရာရောမရှိတော့ဘူးဒါကကိုယ့်ရဲ့အတွေ့အဲ့အချိန်မှာခက်ခဲဖြစ်နေတဲ့သူဆိုတေကိုတွေကဒီမှာအပြင်မှာနေရဖြစ်တယ်အပြင်မှာချက်စားဖြစ်တဲ့အတွက်အနည်းဆုံးတော့ကို့မှာကသူတို့တက်စားလို့ရှိရင်ပေါင်းအိုးရှိတယ်ဟင်းချက်တဲ့အိုးရှိတယ်အဲ့တော့ထမင်းကိုပို့ချက်ပေးလိုက်ရလို့လည်းဘာမှမဖြစ်ဘူးဟင်းကိုပို့ချက်ပေးလိုက်ရလို့လည်းဘာမှမဖြစ်ဘူးအဲ့တော့အဲ့ဒီရဲ့ထမင်းတွေဟင်းတွေကိုကလည်း sharing လုပ်ပေးနိုင်တယ်ဆိုတဲ့အနေအထားနဲ့တင်လိုက်တာဒီလောက်ပဲအဲ့ဒါကိုမြန်မာပြည်မှာအလှူကြီးလုပ်တယ်လို့သိရမှာလားမီဒီယာတွေခေါ်ပြီးအလှူလုပ်တယ်လို့ဒီတ
တိမ်မောင်းများစွာကုန်ကြခံပြီးတော့အလှလုပ်တဲ့ပုံစံမျိုးအဲ့လိုမျိုးမြင်လာလားဒါမှမဟုတ်ကိုယ့်ကိုပဲဒီ look down ဖြစ်ပြီးတော့အထင်သေးပြီးတော့ဒီသူကဘာကြီးမို့လို့သူများတွေတော့သူကကူညီနိုင်တဲ့အနေထားရောက်နေရတာလေဆိုတဲ့ပုံစံမျိုးနဲ့လာလို့မရဘူးဘာလို့လဲဆိုတော့ဇာကြီးအဖေနဲ့ဥပမာပြောပြမယ်ဇာကြီးအဖေဆိုလို့ရှိရင်ဒီမြန်မာပြည်မှာရေဘေးတွေဖြစ်တဲ့အချိန်မှာဇာကြီးတို့ပတ်စံအရန်ရှိတဲ့အတိုင်းဝိုင်းကနေပြီးတော့ကြီးပြင်းလာတာမဟုတ်ဘူးအဲ့တော့ခါကျရေဘေးဖြစ်တဲ့အချိန်မှာဇာကြီးဖေဘာကိုစဉ်းစားလဲဆိုတော့ तू ဘာလုပ်ပေးနိုင်မလဲဘာလူနိုင်မလဲ तू ဘာပေးလို့ရမလဲဆိုတာ तू စဉ်းစားတယ်အဖေကဘယ်လိုလူမျိုးလဲဆိုတော့ तू ဝစ်သွားတဲ့အင်ကြီးကို तू များအော်ကြိုက်ပြီးညီကြိုက်လိုက်တာကိုပတိပေးပါလားဆိုရင်တော့မှပဲချွတ်ပေးရဲ့လူစားမျိုးဇာကြီးဖေကအဲ့တော့ तू ဘာစဉ်းစားလဲဆိုတော့ဇာကြီးတို့မှညီမ3ယောက်ရှိတယ်3ယောက်ရှိရဖြစ်တဲ့အတွက်အဝေစားကတော့မိန်းကလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အဝေစားတွေကတော့ရှိတယ်ဝေစားတွေကရှိတဲ့အတွက် तू ဒီရေဘေးဖြစ်တဲ့ချိန်မှာရေဘေးထဲမှာအကုန်ပါသွားတာအကုန်ပါသွားဖြစ်တဲ့အတွက်အင်းကြီးတွေစုတယ်စုပြီးဇာရုံညီမ3ယောက်ကအင်းကြီးမှန်တယ်မြအကုန်လုံးသူတွားလှူတယ်ဒါသူ့ဘက်ကတတ်နိုင်တဲ့အင်အားသူများတွေလိုမျိုးစမ်းတအိမ်ကိုစမ်းတအိတ်3အိတ်လေးမလှူနိုင်ပေမဲ့သူပေးတဲ့အဝေစားသူ provide လုပ်နိုင်တဲ့အနေထားသူ support လုပ်နိုင်တဲ့အနေထားကိုသူလုပ်တယ်အဲ့အတွက်တစ်ဖက်ကလည်းဒီလိုအပ်နေတဲ့နေရာတွေကိုရောက်သွားတယ်ဖြစ်တဲ့အတွက်အသုံးတဲ့အဲ့လိုမျိုးလေးပဲကိုရီဘက်ကစဉ်းစားရပါတော့ဒါကကိုရဲ့မိသားစုလိုက်တဲ့အတွေးနဲ့ကိုရီရဲ့ဒီလုတ်ပေးခြင်းနဲ့စိတ်ပေါ့နော်ဒါပဲရှိတယ်ဒါပေမဲ့အဲ့ဒါကိုမှနင်ကဘာကြီးမို့လို့ငါဘာကြီးမို့လို့ငါတော့မလှူနိုင်တာကိုနင်ကတော့လှူနိုင်တယ်လားဆိုတော့ thinking နဲ့အဲ့လောက်ပဲအဲ့လိုမျိုးတွေးတာကိုတွေးတဲ့စိတ်သက်ကိုတော့တော်တော်ကြီးကိုတော့အံ့ဩမိရပေါ့နော်အဲ့လောက်ပဲပြီးရင်ဇာယူလို့ဆိုလို့ရှိရင်လည်းဒီမှာလာစားတွေသူများတွေလို့9000 6000အသက်ပြန်လန်နေအောင်ရနေတယ်သူမဟုတ်ဘူးဒါပေမဲ့များသောအဖြစ်ဇာကြီးကရေတန့်နေဆိုလို့ရှိရင်ကတ်လိုက်မှာဒီလိုမျိုး6ဘူးပါတယ်ဘူးတွေဆိုကတ်လိုက်မှာတောက်ရတာပေါ့နော်မှာတောက်တဲ့ခါကြလို့ရှိရင်ကိုယ်တိုင်ကမစွဲနိုင်အောင်ဒီ6လုံးတကတ်ကြီးကိုစွဲပြီးတော့လည်းပဲဟိုးစူပါမားကတ်ကနေဝယ်ပြီးတော့6လောက်လည်းကိုမသိလာနိုင်မသိလာတဲ့တိုင်းလည်းအတွက်အများသောအဖြစ်ကိုdelivery နဲ့မှာdelivery တွေကလည်းပဲ delivery တွေဒီနုံးတွေကဒီမှာရှိတဲ့ delivery တွေကစပိန်နေလာလားဆိုင်ငယ်နဲ့လာ6လော်ဒီမောင်းတက်လို့မရအောင်မောင်းတက်လို့မရဖြစ်တဲ့အတွက်ကြောင့်သူတို့လက်ကနေဆွဲပြီးတက်ရတာအဲ့တော့ကိုချင်းစားတယ်အဲ့တော့သူတို့အတွက်ကိုတက်နိုင်တယ်လို့တင်မဖိုးပြန်ပေးတယ်မဖိုးပြန်ပေးရဆိုတာသူတို့အတွက်သူတို့ဘာသူတို့ဟိုကျင်းတဲ့ဒီဖြစ်စီမကျင်းတဲ့ဒီဖြစ်စီကိုယ့်ရဲ့စိတ်ကျဉ်နှံမှုရသွားတယ်အော်သူတို့ငါ့ကိုဒီလိုမျိုးတဲလာပေးရတာဒီတော့လေးကြီးကိုသူတို့ဒီပေါ်တက်ပို့ရတာဆိုတော့လက်လီကနဲ့လာတာသိတယ်ဒါပေမဲ့လက်ကဆွဲရတာပဲကွာဆွဲရတာပဲဆိုတော့အဲ့ဒါကိုကိုယ့်ဘက်ကပြန်ပြီးတိတက်မှုဆိုတဲ့အတွေးနဲ့ကိုပေးနိုင်တဲ့ကိုပါပေးနိုင်လဲဆိုတဲ့အတွေးနဲ့ပဲတွေးပြီးတော့ကိုယ့်ဘက်ကရှိနိုင်တဲ့လောက်ပေးနိုင်တဲ့လောက်ကိုပြန်ပြီးတော့ပေးအဲ့တော့ကိုလည်း FMI လိုက်မှာလုပ်နေတဲ့အတွက်ကြောင့်မို့လို့တင်မန်းကြီးကိုတစ်ချက်ရနှစ်ချက်ရပျော်တယ်သူများကိုလည်းအဲ့လိုပြန်ပေးရတာကိုကြိုက်တယ်အဲ့တော့လည်းပေးတယ်အဲ့ဒါကကိုရဲ့ခံယူချက်ပဲအဲ့တော့ဘာကောင်မကြီးမို့လို့ညာကောင်မကြီးမို့လို့သူများကိုပေးခြင်းကြွေးခြင်းနေမှာမဟုတ်ဘူးကိုစိတ်ထဲမှာကိုက knowledge တို့လည်းကိုတီးတလောက်ကို sharing လုပ်ခြင်းနဲ့ဆန္ဒရှိတယ်ပြီးရင်ဒီတခုခုကိုရှိမှာဒုက္ခရောက်နေရရှိရယ်ပြီးရင်ကိုယ်စိတ်ထဲမှာပေးတဲ့နယ်လို့ထင်တယ်ဆိုလို့ရှင်လဲပေးတယ်ကြွေးတယ်အဲ့လောက်ပဲ that's it ဘဝအတူတူလေးပြီးရင်तू ကတော့အဲ့လိုမျိုးတွေပေးကြွေးနေတယ်အိမ်ကမိသားစုကကြတော့မပေးအိမ်ကမိသားစုကြမကြွေးဘူးမပေးဘူးလို့ရှိတယ်အဲ့လိုမျိုးပြောရတဲ့သူကတတ်ရှိတယ်ပေးနိုင်တဲ့သူကိုလည်းပေးနိုင်တဲ့လောက်ပေးရသူများအောင်ပေးရဆိုကိုမိသားစုဘယ်လောက်ပေးမလဲဆိုတော့ကိုယ့်ဘာကိုစဉ်းစားကြည့်အဲ့ဒါကိုပြင်ပန်းအနေကြည့်ပြီးတော့သူ့ဘာသူကြတော့ဘလိုတွေတုံးစားနေတယ်ဘလိုတွေပြောပြီးတော့ဘလိုတွေပေးချင်ကမ်းချင်နေတယ်မိသားစုကကြတော့ဘာလာမပြောနဲ့အဲ့ဒါနော်ကိုစီနဲ့ကိုနေကိုပေါင်နဲ့ကိုနေကိုလည်းပဲသူများဘဝအောင်မစွတ်ဖတ်ဘူးကိုဘဝလာစွတ်ဖတ်ရင်လည်းတစားမှမကြိုက်ဘူးအဲ့တော့ကိုဘဝကိုပဲ boundary လေးနဲ့ပဲကိုစီနဲ့ကိုပေါင်နဲ့ကိုဘဝကိုပဲနေတတ်အောင်ပဲစူးစမ်းကြပါဘဝကတူတူလေးလိုက်ပြီးတော့မနာလိုစိတ်တွေnegative thinking နေနဲ့ဘဝကြီးကိုမဖြတ်တန်းနဲ့ပြင်းစရာကြီးเนาะအဲ့တော့ကိုချစ်တဲ့လူတွေနဲ့ပဲချစ်ခင်နဲ့အချစ်ခံတဲ့ဘဝမှာပဲလူတိုင်းပျော်ရွှင်ကြပါစေသူများစီကအမုန်းတွေအကာတတွေလည်းမယူပါနဲ့ကိုထမင်းကိုစားပြီးတော့ပေါ့နော်အားလေးလာပြောတာပါဘာမှမဟုတ်ဘူးအားလာချောင်းတာပေါ့နော်ကျေးဇူးတင်ပါတယ်